အားလုံးမင်္ဂလာပါအခုရင်းနှီးချမ်းစကားဝိုင်းအပိုင်း၈ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကကြောင်ငါပါကြောင်ငါစာပေမှာစာရေးပါတယ်ကျွန်တော်နာမည်ကဌာနီရဲဘော်စောရထီကောပါဌာနီ comrade ဆိုတဲ့စောရထီကောဆိုတဲ့ Facebook အကောင့်မှာစာရေးရယ်ပုံလေးဆွဲတင်တယ်ပေါ့နော်ဒီတော့ကျွန်တော်ဒီနေ့နည်းနည်းပြောကြမှာကတော့အခုလက်ရှိဖြစ်နေတဲ့အရှေ့အလယ်ပိုင်းကိစ္စရယ်ပြီးတော့ပါလက်စတိုင်းအစ္စရေးကိစ္စဖြစ်ပါတယ်อืมဘာဖြစ်လို့လဲဒီကိစ္စကတော့ကျွန်တော်တို့ခဏခဏလေးရင်တော့ဆောင်းပါးတွေမှာရေးခဲ့တယ်ပြီးတော့ဆွေးနွေးခဲ့ကြတယ်အဲကဘာကြီးရဲ့ပြောင်းလဲမှုဖြစ်စဉ်ကြီးထဲမှာဆိုရင်တော့ဒါကအရန်ကိုအရေးပါနေတဲ့ခေါင်းစဉ်တစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ကမြင်တယ်ဒီတော့ကျွန်တော်တို့ပြောမဲ့အထဲမှာကဒီပါလက်စတိုင်းအကြောင်းနည်းနည်းပြောမယ်ပြီးလို့ရှိရင်ဒီအစ္စလာမိုဖိုးဘီယာပေါ့နော်အစ္စလာမ်ဘာသာကိုကြောင်းရွံ့တဲ့အကြောင်းပြီးလို့ရှိရင်ဒီတမိုင်းမှာတော့တမိုင်းကအဖြစ်အပျက်တွေကဒီလက်ရှိအစ္စလာမ်ဘာသာကြောင်းရွံ့မှုကိုဘယ်လိုမျိုးဒီဖုံးလွှမ်းထားတာလဲလို့အဲ့ဒါတွေလည်းကျွန်တော်တို့ပြောကြမယ်အဓိကကတော့ဖြစ်စဉ်တစ်ခုလုံးကွက်ကြည့်လို့တော့မရအောင်လေဟုတ်တယ်မလားကျွန်တော်တို့ကဒီပါလက်စတိုင်းကိစ္စကိုလူတွေကကြားဘူးနေကြအတိအမှကျွန်တော်မြန်မာဒီလူအတိုင်းအဝိုင်းမှာတော့ Israel တို့ပါလက်စတိုင်းတို့ခဏခဏကြားနေအထူးသဖြင့်ကျွန်တော်ကကျွန်တော်တို့ခရိယန်အတိုင်းအဝိုင်းကလာဒီ Israel ဆိုတဲ့နာမည်ဟိုငယ်တွေကကြားနေတာပါနော်အမ်อืมဒါပေမဲ့ဒီပါလက်စတိုင်းအရေးဆိုတာဒီအောက်တိုဘာ9ရက်ပေါ့2023ကလေးကဖြစ်တာမဟုတ်ဘူးပေါ့နော်ဟိုးအရင်တချို့ကလည်းပြောတယ်1948နဂဘာတဲ့ကဖြစ်တယ်ပေါ့နဂဘာသာသူတို့ပါလက်စတိုင်းစကားနဲ့ဆင်တာဟောပေါ့ Holocaust လို့ပဲဆိုတာအဲ့လိုอืมอืมသူတို့ကဘာပြက်လာနှင်ထုတ်ထားရတာပေါ့နော်သူတို့อืมအိမ်နေရတယ်အချို့ကလည်းပြောတယ်အဲ့ဒါပဲမဟုတ်ဘူးဟိုးအရင်အဲ့လိုမျိုးဒီစီယွန်ဝါဒပေါ်လာကြတဲ့ဒီပါလက်စတိုင်းအရေးခင်ကရှိနေတာပေါ့နော်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ကခြုံပြီးတော့အကြမ်းပြင်းတော့ဆွေးနွေးသင့်တယ်လို့ထင်တယ်อืมอืมอืมဟုတ်အချိန်ကသိပ်မရဆိုတော့တာမန်နည်းနည်းပေါ်ရန်လေးတွေအဓိကပြောသွားမယ်အကယ်နားထောင်တဲ့လူတွေကလည်းစိတ်ဝင်စားလို့ရှိရင်တော့ကိုထပ်ပြီးတော့မှသူတည်တနာတွေလုပ်ကြည့်ဖို့အားပေးပါတယ်ဟိုโอเคဟိုကပြောဟိုအရင်ဒီပြောအကျောင်းမှာတော့တကယ်ချင်းတယောက်ရှိတယ်သူကဂါဇာကလာอืมอืมပါလက်စတိုင်းတာအကျောင်းအဲ့ဒီဟိုအရင်အဲ့ဒီအာမေးနီးယားကျောင်းတက်တော့သူကโอเคသူကပြောပြတယ်အဲ့ဒီဂါဇာမှာကလူတွေကတော်တော်များကအပြင်ထွက်ချင်တယ်နော်ဂါဇာကနေထွက်ချင်တယ်ဆိုလို့ရှိရင်ဒီအစ္စရေးအာဏာပိုင်တွေမှာစာရွက်စာတမ်းတွေတက်လျှောက်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးအခုတော့လူမျိုးရှိอืมသွားပြီဒါပေမဲ့သူ့တော့ဆိုလို့ရှိရင်သူပြောပြတာကပါလက်စတိုင်းသားတစ်ယောက်ကအပြင်ဂါဇာဘက်ကနေထွက်သွားပြီဆိုလို့ရှိရင်ပြန်ဝင်ဖို့မလွယ်တော့ဘူးတဲ့တော်နဲ့ပြန်ဝင်ဖို့မလွယ်တော့ဘူးသူတို့ကအကယ်อืကိုมအပြင်ထွက်လို့တော်လဲချင်တယ်ဆိုလို့ရှိရင်ကိုယ့်အိမ်ကိုပြန်လာဖို့မလွယ်တော့ဘူးဒါကဒီပါอืလက်စတိုင်းသားมတွေတာမန်ရင်ဆိုင်နေရတဲ့ပြဿနာနောက်ပြီးတော့တာမန်ရိုးအဲရိုးဖိနှိပ်မှုတွေပေါ့လူတွေကိုတစ်ချိန်လုံးပဲအနိုင်ကျင့်နေတာဥပမာဒီအနောက်ကန် West Bank မှာဆိုလို့ရှိရင်ဒီပါလက်စတိုင်းသားတွေကိုဂျူးတွေဆိုတာဒီအစွန်းရောက်ဂျူးတွေပေါ့ဇာတ်ရင်းတွေဇက်တွေးနဲ့ထွေးတာတို့တာမန်အဲအဲ့ဒီအစ္စရေးစစ်တပ်တွေကဈေးဆိုင်တွေတက်တက်မဲ့ဝင်ဖျက်တာတို့ဘာလို့လို့တရားဥပဒေစိုးမိုးရေးတိတ်မရှိဘူးကိုပါလက်စတိုင်းသားတွေကတခုခုခံရလို့ဒီစစ်တပ်ကလှုပ်သွားလို့ခံရလို့ရှိရင်ကိုယ့်ဘက်ကဘာမှတိတ်ပြောပြခွင့်တိတ်မရဘူးလို့မျိုးတက်တက်မဲ့အနိုင်ကျင့်ခံနေရတာတွေကအများကြီးရှိအဲအဲ့ဒါသူကအဲ့လိုမျိုးတွေပြောပြတော့အဲ့ချိန်ကစပြီးတော့မှနည်းနည်းဒီကိစ္စကိုငါတိသွားတော့ဗောမရှိပွင့်သွားတော့ဗောဆိုတော့အဲ့မှာကဂါဇာကတငယ်ချင်းလည်းရှိတယ်အစ္စရေးကတယောက်လည်းရှိတယ်အဲ့ဒီအစ္စရေးကတီးတဲ့တယောက်ဆိုလို့ရှိရင်အရင်တော့တငယ်ချင်းတွေပါပဲအခုနောက်ပိုင်းတော့မပြောကြဘူးသူကလည်းအစ္စရေးစစ်တပ်ထက်ရောက်သွားတော့ အေးတော့တေးကြရင်သူ့ကိုဟိုက ICJ မှာမတွေ့ရဘူးတော့မျှော်လင့်ရအောင်ပေါ့အဲအဲ့ဒီသူလည်းအဟိုရင်တော့free the hostage ပေါ့နော်ဒါစခန်းလေးလို့ပါညာဆိုတော့မှလိုက်တင်ထားလိုက်တွေ့ပါသေးတယ်ဆိုတော့အော်ရေတို့သူတို့လည်းစစ်တပ်စကားစစ်တပ်ဟဲ့ရနေတော့ဒီစစ်တပ်စကားသူလည်းပြောနေပါလားပေါ့อืมအဲ့ဒီဟိုပေါ့ပါလက်စတိုင်းကိစ္စကိုပြောရင်လည်းကျွန်တော်တို့ရှိမှာဆိုတော့ကျွန်တော်လည်းတားနိုင်တယ်များတော့ခြုံပြောကြည့်မယ်နော်စနအောင်ကရဲဘော်ကြောင့်ကပြောသွားတဲ့အထဲမှာပါပါတယ်ထွက်သွားပြီးရင်ပြန်ဝင်ရခက်တယ်ဆိုတာတော့အဲ့တခုပဲပြောရမှာနော်ဒီအစ္စရေးမှာကလိုင်စင်ပြားတွေရှိတယ်အဲ့လိုအစ္စရေးနိုင်ငံသားတွေပေါ့ဂျူးအစ္စရေးနိုင်ငံသားတွေကိုပေးတဲ့လိုင်စင်ပြားနဲ့ဒီပါလက်စတိုင်း
ဒီ Israel နိုင်ငံသားတွေကိုပေးတဲ့ license များလည်းမတူဘူးပြီးတော့ဒီပါလက်စတိုင်းတယောက်ကမှတ်ပုံအဲ့လို passport 6ခုလောက်ကင်ရတယ်ဂါဇာထဲမှာနေရတဲ့ passport တစ်ခုဂျေရုရှလင်မှာနေရတဲ့ passport တစ်ခုWest Bank မှာနေရတဲ့ passport တစ်ခုဘာလို့လဲအဲ့ကို passport ရှိတဲ့အပေါ်မူတည်ကိုကားမောင်းလို့ရတယ် Israel နေရာနှံ့မှာသူက check point တွေရှိလို့ဟောပေါ့ဂိတ်တွေရှိရပေါ့တန်းစီပြီးဆောင်းရတယ်ဒါကဟိုကပနိုင်ငံတကာဥပဒေနဲ့ပြောရင်ဒါအပတိုက်ပဲလူမျိုးအရာကန့်ထားတာပဲတောင်အာဖရိကမှာရှိခဲ့တဲ့စနစ်ပဲဒါကြောင့်ဒီတောင်အာဖရိကကအစ္စရေးကိုအဲ2023တုန်းကဟောပေါ့24 2024တုန်းကတရားစွဲတာလည်းပါတာပေါ့ဒါအပတိုက်ကျင့်သုံးနေပေါ့အစ္စရေးကိုကာကွယ်တဲ့သူတွေကတော့အလုံးချင်းအင်တာနက်မှာရှိအောင်နော်သူတို့ဟာစဘာလာလို့ခေါ်ကြတာပေါ့အရက်ဘာစကားအနေနဲ့အဓိကကတော့ Israel lobby ကတော်တော်ကြီးရယ်ဟိုဒါပေမဲ့ပြဿနာနောက်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးလည်းတော့ကောင်းတဲ့ထည့်ထားမှာဟုတ်တယ်အဲ့လိုဒီဂျူးတွေကကမ္ဘာပေါ်မှာအရေးပါအရာရောက်တဲ့နေရာတွေမှာဂျူးတွေရှိနေတဲ့အခါမှာအဲ့လိုဂျူးမုန်းတီးရေးဝါဒီတွေကဒါကိုထောက်ပြပြီးတော့အထူးသဖြင့်ဒီအခု Israel ကအဲ့လိုလုပ်နေတဲ့အတွက်ပို့ပြီးတော့ပြောစရာဖြစ်တာပေါ့နော်သူတို့အတွက်မီးစာရတာပေါ့အဲ့တော့ဒါဂျူးတွေကနောက်ွယ်ကနေအကုန်ထိန်းချုပ်နေတယ်ပြီးတော့အချို့လည်းပြောရအမေရိကကိုဂျူးတွေကထိန်းချုပ်နေတယ် Free America from Israel လို့ပါတော့တွေ့ပါတယ်တကယ်တော့အဲ့ဒါမဟုတ်ဘူးက Israel ကမှတကယ်အမေရိကန်ရဲ့ရုပ်သေးပဲဟိုးအစကတည်းကအမေရိကန်ရုပ်သေးပဲဒါပေမဲ့ဟိုသိရမလားငါတို့နိုင်ငံမှာလို့ပဲငါတို့အုပ်ဆိုးသူမကောင်းတာကိုငါတို့အုပ်ဆိုးသူမကောင်းတယ်လို့မမြင်ဘူးတိုင်းတစ်ပါးကောင်ကလာပြီးရှုံနေပဲမြင်တယ်ဒါဟိုမြန်မာနိုင်ငံကလူတွေဆိုတော့သိပါဘသူတို့ရောက်အပြစ်တင်နေလဲဆိုတော့နည်းနည်းတော့စဉ်းစားကြည့်ဒီလိုပဲအဲ့ဒါအမေရိကန်ပြည်သူတွေအနေနဲ့လည်းသူတို့နိုင်ငံကိုသူတို့အပြစ်မတင်မနဲ့အစိုးရအပြစ်မတင်မနဲ့အဲ့လို Israel lobby တွေအပြစ်ပုံချတယ်ကွာဒါဟို Israel ကအမေရိကန်ကိုထိန်းချုပ်ထားတယ်လို့ပေါင်းတယ်ဘယ်လိုထိန်းချုပ်ထားလဲ Israel မှာဘာတနာအင်အားမှမရှိဘူးအမေရိကန်ထောက်ပံ့ကြီးတွေပဲတစ်ချိန်လုံးယူနေအောင်အမေရိကန်တွေကလက်နက်တွေပဲရနေတာကွာအဲ့တော့ဘယ်သူကိုထိန်းချုပ်နေလဲလို့လဲစဉ်းစားကြည့်လို့ရတာပေါ့ထိန်းချုပ်တယ်လို့ဝါဒဖြန့်တယ်ဒါပေမဲ့တကယ်တမ်းကျတော့တော်ရွာပြီးတော့မှပတ်စံတွေငွေကြေးခဝါချဖို့အတွက်အစ္စရေးကလည်းအသုံးချခံဖြစ်နေတဲ့သဘောဖြစ်နေတယ်ဒီမနေ့ကငါဖတ်တဲ့ဟာထဲမှာဆို Israel ကဟိုဘာလဲ pedophile ပေါ့ကွာအင်္ဂလိပ်လိုပြောရင်တော့အဲ့ဒီကတော့ကစင်တာဖြတ်မလားတော့မသိဒီလိုကလေးငယ်လေးတွေကိုမတော်တရောပြုတာကြိုက်တဲ့လူတွေရဲ့ဟိုဗိမ္မာန်လို့ဖြစ်နေတာကွာ pedophile တော်တော်များ PDF file တော်တော်များသူတို့က Israel မှာသွားခိုလုံရတယ်ပြီးတော့အဲ့လို Israel ကိုထောက်ခံတဲ့ Epstein တို့ Donald Trump တို့ဘာလို့လဲအဲ့လိုမျိုးဒီဟာတွေကွင်းဆက်တွေရှိရကွာဒါကတော့တတ်ပေါ့အခုပြောနေ Israel Palestine ကိစ္စနဲ့မဆိုင်ဘူးတော့ထင်တာပဲအဲ့ရောသမိုင်းကိုနည်းနည်းလေးတော့ပြောရရင်တော့ဒီတကယ်တမ်းကျဒီ Israel ဆိုတာကဟုတ်တယ်သမိုင်းမှာတော့ဒီအချိန်တုန်းကအဲ့ဒေတာမှာလီဗန်ပေါ့နော်သူတို့ခေါ်တာအရှိအလေပိုင်းဒီတကြောကြီးပေါ့အဲ့လိုစီးရီးယားနေဒီအီဂျစ်အထိပေါ့အဲ့တကြောလုံးဆိုတော့လီဗန်လို့ခေါ်တယ်အဲ့လီဗန်ဒေတာမှာနေတဲ့သူတွေကလူမျိုးစုံတယ်ပြောရတယ်ဒါပေမဲ့ဟိုအချိန်ကြာလာတဲ့အခါမှာအဲ့လိုဘာသာတစ်ခုအောက်မှာပေါင်းပြီးသွားပြီးတော့အဲ့လိုမျိုးဟိုဒါပေမဲ့ဘာသာတစ်ခုအောက်မှာပေါင်းပြီးသွားရဲဆိုပေမဲ့လည်းဟိုအရင်တော့ယူရဘာသာပဲရှိအောင်နောက်မှခရစ်ယာန်ပေါ်လာတယ်နောက်မှမွတ်စလင်ပေါ်လာတယ်အဲ့လိုမျိုးတွေရှိအောင်ယူဘာသာကိုဒီဟိုဒါကတော့ခရစ်ယာန်ဓမ္မကျမ်း sorry ခရစ်ယာန်ကျမ်းစာဟောင်းကလည်းဒီဂျူးတွေဘယ်ရောက်လာလဲဆိုတာကိုပြောထားတဲ့အထက်မှာဆိုအီဂျစ်ကနေကျွန်တွေကလွတ်မြောက်လာပြီးတော့ဒီဟိုပေါ့သူတို့ဂတိတော်ထားတဲ့ခါနန်ပြည်မှာပေါ့ဒီအစ္စရေးဖြစ်လာမယ့်နေရာဒီနေ့အစ္စရေးရှိမဲ့ပါလက်စတိုင်းဒေသကြီးမှာသူတို့ကအဲ့လိုမျိုးဒီဆက်တယ်လုပ်တယ်ပေါ့ကွာအချို့ဒီမနုဿဗီဒပညာရှင်တွေလည်းပြောတာရှိပါတယ်အချို့ကဂျူးကိုဟိုဘယ်လိုထင်နေကြလဲဆိုတော့ဟိုလူမျိုးတစ်မျိုးလို့ထင်နေတယ်ကွာဒါပေမဲ့ကျမ်းစာထဲမှာရေးထားတာတွေရောဒီလိုမနုဿဗီဒဒီတတ်သိတွေအရာကဟုတ်တယ်ကျွန်တွေထွက်ပြေးလာတာရှိဘူးလေဒါပေမဲ့အဲ့ကျွန်တွေကလူမျိုးအစုံပဲပြောချင်တာသူတို့ကဘာသာတရားတစ်ခုအောက်မှာပေါင်းစည်းမိပြီးတော့သူတို့ကအဲ့လိုသူတို့လွတ်မြောက်အောင်လုပ်ခဲ့တဲ့လူတွေပေါ့ကွာဒါသမိုင်းရှုထောင့်ကနေကြည့်တာဒီမှာလည်းသူကခါနန်ပြည်မှာဆက်တယ်လုပ်တယ်ပေါ့ကွာအခြေချတယ်ပေါ့ဒါသမိုင်းပေါ့အဲ့တော့ဒီနေ့အချိန်မှာအဲ့လိုဂျူးပြဿနာပါဆိုတော့ကပောက်မှာယူဒဘာသာကိုးကွယ်တဲ့လူတွေကဂျူးအဖြစ်ခံယူခွင့်ရှိရဲ့အခါမှာကဘာအနှံ့မှာလည်းဂျူးတွေရှိတယ်အစ္စရေးကောင်တွေကသူတို့ဂျူးလို့ခေါ်တယ်
အဲ့တော့ဣသရေလကောင်တွေကသူတို့ဘလို့သူတို့တိုက်ခိုက်သမျှဘလို့ကာကွယ်ဆိုမင်းကဂျူးမုံဒီသမားလားဆိုတော့ပြောတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒီနေ့ဣသရေလမှာနေနေတဲ့လူတွေကဘယ်လိုလဲမလဲဒေသခံမဟုတ်လို့ဘာလို့ပြောလဲဆိုတော့ဒါဟိုငါတို့ကျမ်းစာထဲမှာပြောရင်တော့ဒီဂျူးတွေကသခင်ယေရှုလာတာကိုသခင်ယေရှုကိုကားတိုင်းပေါ်တင်ရောတပ်ပြစ်လိုက်ရောတပ်ပြစ်တဲ့အပြစ်ကြောင့်သူတို့ကနောက်ကြတော့ဒီယေရုရှလင်မြို့ကြာဆုံးပြီးတော့ဂျူးတွေကမှအနှံ့ထွက်သွားရတယ်ပေါ့ဒါတစ်ခုပေါ့နောက်ဒီယူဒကျမ်းစာမှာကျတော့သူ့အကြောင်းပြချက်ကတစ်မျိုးပါဒါပေမဲ့သိကြတာတော့အဲ့လိုယေရုရှလင်ကြာဆုံးပြီးတော့ဂျူးတွေအကုန်လုံးနေရာတစ်ပြက်ကမ္ဘာအနှံ့ဖြောက်သွားရတယ်ဒါပေမဲ့အကုန်ထွက်သွားတာတော့မဟုတ်ဘူးကြံခဲ့တဲ့လူတွေလည်းရှိတယ်အဲ့ကြံခဲ့တဲ့လူတွေကဒီနေ့ပါလက်စတိုင်းတွေပဲဒါပေမဲ့သူတို့ကအဲ့လိုအများစုကဟိုပါပေါ့မွတ်စလင်ဘာသာကူးပြောင်းသွားတယ်ဒါမှမဟုတ်လည်းအချို့ကခရစ်ယာန်ဘာသာကူးပြောင်းပြီးတော့ကြံခဲ့တယ်ပေါ့မွတ်စလင်အချို့ကမွတ်စလင်ဖြစ်သွားတယ်အချို့ကခရစ်ယာန်ဖြစ်သွားတယ်ဘာလို့ပါလက်စတိုင်းခရစ်ယာန်တွေအများကြီးပဲအဲ့ဘာသာထဲမှာအခုသေနေသူတွေခရစ်ယာန်တွေပါတယ်ပြီးတော့ပါလက်စတိုင်းဂျူးတွေလည်းရှိရတယ်ယူဒဘာသာကိုးကွယ်တဲ့လူတွေဟိုဟာဒီကြရင်ဒါကြီးကဟိုမွတ်စလင်နဲ့ခရစ်ယာန်နဲ့ချတယ်လို့ဘာလို့ရှောက်လုံနေတဲ့ယူတွေကိုလည်းအဲ့ဒါထောက်ပြနေတာပေါ့နော်အဲ့တော့သနာကဘာအနှံ့ထွက်သွားတဲ့ဂျူးတွေကဥရောပတိုက်တို့ဘာလို့ရောက်တဲ့အခါမှာဥရောပတိုက်တို့ဘာလို့နောက်ခရစ်ယာန်ဘာသာထုံးကားလာတော့ဒီခရစ်ယာန်တွေကဂျူးတွေကိုနှိပ်ကွက်တယ်ဘာလို့ဂျူးတွေကအဲ့လိုသူတို့ကအနှိမ်ခံရတော့ဟိုဘယ်လိုကောင်းမလဲကျိုးစားလို့ကြိုးစားတယ်အေးပို့အနေခံတော့ပို့ပြီးတော့အောင်မြင်လာတယ်အဲ့ဒီအခါမှာလူနည်းစုကအောင်မြင်သလိုဖြစ်တော့ဒါလူများစုကမကြည်နပ်တော့ဒါကိုအပြစ်တင်တာဟာဂျူးတွေဟောနောက်ပွဲကနေဘာလုံနေညာလုံနေပြီးတော့အခွင့်ရရင်လိုက်တတ်တယ်ကွာဂျူးတွေကိုပိုဂရောင်လို့ခေါ်တာပေါ့သူတို့စကားနဲ့လည်းအဲ့ဒါဘာနဲ့တူလဲဆိုတော့ဟိုမင်းစနပြောတာအာမေးနီးယားလူမျိုးတွေလည်းအဲ့လိုပဲကွာအော်တိုမန်အင်ပါယာထဲမှာအာမေးနီးယားလူနည်းစုကတအားနေရာတွင်ကျတဲ့အခါမှာနောက်ကြတော့ဒီတက်လူမျိုးတွေအာလာရလာတဲ့အချိန်လေးတွေအာမေးနီးယားတွေကိုပုံလိုက်ကျင်းလိုက်တတ်တာကွာဒါအဲ့လိုမျိုးပဲတမိုင်းမှာအများအားရှိတယ်ငါမြန်မာပြည်မှာလည်းပြောရင်တော့ဟိုတရုတ်မှာအရေးအခဲဟုတ်တယ်ဒီတော့တရုတ်တွေကဟုတ်တယ်အဲ့လိုမျိုးတမိုင်းမှာဟိုပြောချင်တာကအနောက်တိုင်းမှာရှိရမဟုတ်တို့နိုင်ငံမှာတော့ရှိတယ်ဟုတ်တယ်မလားအဲ့လိုဂျူးတွေကအနှိမ်ခံရတယ်မှန်တယ်ဒါပေမဲ့အဲ့လိုနှစ်ပေါင်းများစွာကြာတဲ့အခါမှာဂျူးတွေကဒီလိုသူများနိုင်ငံတွေမှာနေနေသူများလူမျိုးတွေဖြစ်ကုန်တာကွာဖြစ်ကုန်ပြီးတော့မှဒီဟို19ရာစုမှာဒီကိုလိုနီနယ်တွေချဲ့နေအောင်အင်ပါယာကြီးကနေချဲ့နေချိန်မှာအဲ့လိုအက်ဒမန်ဟူဘာလဲငါဒါစားပြောင်းအောင်နာမည်နဲ့ဟာဆယ်တို့ဘာလို့လို့ဒီလိုမျိုးတနာရှင်ပေါက်ဆပညာတတ်ဂျူးတွေကဘာပြောလဲဆိုတော့ငါတို့တွေလည်းမြေတကွက်ကိုကိုလိုနီလုပ်ပြီးတော့ဂျူးတွေနိုင်ငံဆိုပြီးတော့ထောင်ရမယ်ပြီးတော့သူကသွားပြီးတော့ကန့်လန့်တာသွားတောင်းဆိုတာငါတို့မြေတကွက်ပေးပါငါတို့ဂျူးနိုင်ငံထောင်မယ်အစတည်းကသူတို့ကကိုလိုနီမြေပေးပါလို့ပြောတာဒါပေမဲ့တိုက်ဆိုင်ပြီးတော့ British ကပါလက်စတိုင်းမြေကိုပေးလိုက်တာပါလက်စတိုင်းမြေကတိုက်ဆိုင်ပြီးတော့ဂျေရုဆလင်တို့ဒီလိုကျမ်းစာလာယူဒနယ်တွေပါနေအဲ့တော့ဟိုဂျူးတွေတော့ကောင်းသွားတော့ကွာဒီဇီယွန်ဝါဒီပြောဇီယွန်ဝါဒီတော့ကောင်းသွားတော့ဘာလို့တော့အဲ့ဒီပါလက်စတိုင်းကိုမရခင်တော့ဒီဇီယွန်ဝါဒီတွေကိုပေးဖို့စဉ်းစားတဲ့နယ်မြေတွေကဘယ်ဟာတွေပါလဲဆိုတော့ခင်ညာလည်းပါတယ်အာဖရိကနော်ခင်ညာနေရာကြီးလည်းပါတယ်အမေရိကမှာဆိုရင်လည်းအလာစကာပြည်နယ်လည်းပါတယ်နင်းတော်ထဲမှာသွားနေကြတော့ပြီးတော့မြန်မာပြည်တောင်ပါတယ်မြန်မာပြည်တွေကရှမ်းပြည်ဘက်လားမသိရှမ်းပြည်ဘက်မှာဂျူးတွေသွားထားဖို့တောင်စဉ်းစားတာရှိဟုတ်လားဒီဟာကဟိုဒီဟာဘာမှအဲ့လိုမျိုးဟိုဂျူးတွေအိမ်ပြန်လာတယ်လို့ဘာတော့နောက်မှပြောတာအစအဲ့လိုအစီအစဉ်ဘာမှမရှိဘူးအဲ့မှာဒီ Balfour ဆိုတဲ့ဒီအင်္ဂလိပ် Lord ဘောကတခင်ကြီးအမှ Balfour Agreement ဒီဂျူးတွေအတွက်အိမ်နိုင်ငံတစ်ခုရှိတဲ့နယ်ဆိုရအမှန်ကသူကဟိုဂျူးတွေကိုတနာလို့နိုင်ငံပေးကျင်တာမဟုတ်ဘူးဥရောပတိုက်ကဂျူးတွေထွက်သွားအောင်နိုင်ငံပေးကျင်တာပြီးတော့လဲဟိုမျက်နှာဆဲတဲ့ဘောမှာဂျူးတွေကဂျူး6တန်းကျော်အသက်ခံရတဲ့အတွက်ဟိုလူသားချင်းစာနာထောက်ထားမှုပါညာအဲ့ဒါလေးလည်းဟိုနောက်ကွယ်မှာတော့ပါတယ်လို့ပြောလို့ရတယ်ထင်တယ်ဘာလို့ဆိုတော့ကျွန်တော်ဥရောပဖို့ကတော့ဟိုပထမကဘာစစ်မဖြစ်ခင်နေကပြောတာကွာဖို့ကတော့ဒါပေမဲ့ဒုတိယကဘာစစ်ပြီးတော့ဆန္ဒဂျူးတွေအုံလိုက်ကျင်းလိုက်အသက်ခံရတာကိုရဲ့အချိန်ရောက်ဂျူးနိုင်ငံထောင်တင်တယ်ဆိုတာ lobby ကပိုအားကောင်းသွားတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်တည်းကလည်းဒီပါလက်စတိုင်းမြေကိုဂျူးတွေကအဲ့လိုသူတို့ရဲ့ဘိုးဘွားတွေရဲ့မြေဆိုပြီးတော့အဲ့လိုပြန်လာတာရှိတယ်ဒါပေမဲ့သူတို့ကဥရောပတိုက်မှာကြီးလာတဲ့သူတွေဖြစ်တယ်သူတို့ဒေသခံတွေဟိုဘယ်လိုလဲဒေသနဲ့မရင်းနှီးဘူးကွာမရင်းနှီးတော့
သီးနှံတွေမဆိုင်နိုင်ဘူးအချို့ဆိုပြန်သွားတာရှိတယ်ဒါသမိုင်းမှတ်တမ်းတွေရှိရအောင်အဲ့တော့ဒီဟာရဲ့နောက်ဆက်တွဲဟိုဒါပေမဲ့ဒီဆန္ဒကလို့ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါမှာကျတော့တရားဝင်အမှအစ္စရေးနိုင်ငံဆိုပြီးတော့ဖြစ်သွားတယ်အစကတော့အဲ့လိုအစ္စရေးတဝက်ပါလက်စတိုင်းတဝက်ပေါ့နော်အဲ့လိုလုပ်ဖို့လုပ်တယ်ဒါပေမဲ့မကြတော့ဒီပါလက်စတိုင်းတွေကတော့အတွက်မတရားဘူးဘာလို့အဲ့တော့ဂျူးတွေကဟိုပြောချင်တာအခွင့်ကောင်းယူတယ်ကွာဒါပြောရင်နည်းနည်းတော့အမြန်တော့ပြောလိုက်ရင်ဘာလို့တော့ဒီအော်တိုမန်ခေတ်တုန်းကအော်တိုမန်အင်ပါယာအောက်မှာပါလက်စတိုင်းပါပါလက်စတိုင်းဒါပေမဲ့အဲ့တုန်းကဒီလိုမြေပိုင်ဆိုင်မှုလို့ပါလားစာချုပ်စာတမ်းတွေတတ်မှတ်မရှိဘူးကွာပြီးအော်တိုမန်အင်ပါယာပြိုကွဲပြီးတော့ပါလက်စတိုင်းကဗြိတိရှအောက်ရောက်တဲ့အခါမှာအဲ့ခဏဂျူးတွေအချို့ကသွားပြီးတော့သူကမြေတွေဝယ်တယ်อืมအချို့လူတွေဆိုသူတို့မြေပိုင်လို့ပိုင်မှန်းတော့မသိဘူးပြောချင်တာကနှစ်ပေါက်တစ်ပေါက်အရိုက်ခံရတာများကွာဂျူးတွေကမြေတွေပိုင်လို့ကွာပါလက်စတိုင်းမှာအဲအဲ့ဒါအခွင့်ကောင်းယူပြီးတော့အဲ့လိုနိုင်ငံတစ်ဝက်ကိုဂျူးတွေကိုပေးတဝက်ကပါလက်စတိုင်းဆိုတော့ပါလက်စတိုင်းကလူများစုပါအဲ့တုန်းကအဲ့တော့အဲ့ဟိုအာရပ်နိုင်ငံတွေကနဲ့တော့ကစားဖြစ်တာကွာပြီးတော့အဲ့လိုမျိုးနောက်6ရက်စစ်ပွဲတို့ဘာတို့ကလည်းဒီနောက်ပိုင်းမှသိရတော့အစ္စရေးကလက်ဦးမှုယူပြီးတော့အာရပ်နိုင်ငံတွေကိုကောင်းဥကျိုးအောင်ချပစ်တာတို့ဘာလို့ရှိရောကွာဒါကတော့อืมတတ်နိုင်သမျှတော့ချုပ်ပြီးတော့ပြောတာဒီဇီယွန်ဝါဒီတွေကဒီဂျူးဘာယူဒဘာသာကိုယ်ွယ်ဂျူးတွေနဲ့တကယ်ညမဆက်ဆဘူးကွာပြီးတော့ယူဒပြန်လာမှလည်းသူဖះသခင်မပြန်လာသေးခင်အထိအဲ့လိုဂျူးဟိုပေါ့ယေရုနိုင်ငံဖះ Kingdom of God ကိုမထောင်ရဘူးလို့တားမြစ်ထားတယ်အဲအကြောင်းဒီလိုဂျူးတွေထဲမှာလည်းအစ္စရေးဆန့်ကျင်တဲ့ဂျူးကတတ်တတ်ရှိတယ်ကဲအဲ့တော့ဒါကတော့ပါလက်စတိုင်းအကြောင်းပြောတာများပါရဲ့အခြားအနေနဲ့လေးဆက်ပြီးတော့တမိုင်းကြောင်းပြောရင်ဒါအရှိသွားလိမ့်မယ်မင်းပြောလို့တမိုင်းတော့ဟုတ်တယ်အခုကလည်းဒီ20ရာစုနောက်ပိုင်းကိစ္စနည်းနည်းပြောလို့ဘာလို့ဆိုတော့ဒါနည်းနည်းပို့ပြီးတော့မှဟိုဆက်ဆက်မှုရှိတယ်ကွာအရင်တော့ဘော်လာတယောက်တကယ်ချင်းတယောက်ပြောတယ်ကွာဒီအခုပါလက်စတိုင်းဂျူးကိစ္စကတော့ထားလိုက်အရင်ကတည်းကဖြစ်လာခဲ့တယ်ကွာအရင်ကတည်းကဖြစ်လာခဲ့တဲ့ကိစ္စကဟို20ရာစုနောက်ပိုင်းလောက်ထိကဟိုမပေါက်ကွဲသေးဘူးမပေါက်ကွဲသေးဆိုတော့ကဟိုဥပမာအခုလိုမျိုးပေါ့နော်ပါလက်စတိုင်းနဲ့အစ္စရေးနဲ့ဟိုကမ္ဘာမှာကွဲပြီးတော့ထောက်ခံနေကြတာအခုတော်တော်များများတော့ပါလက်စတိုင်းဘက်ကထောက်ခံကြတာများပါဒါပေမဲ့တချို့သောဒေသတွေဥပမာကျွန်တော်တို့ဒီငါတို့နိုင်ငံဆိုလို့ရှိရင်မထောက်ခံကြတာတို့တော့ဥရောပနိုင်ငံတော်တော်များတယ်ပါလက်စတိုင်းမထောက်ခံကြတာကအဓိကဒီအစ္စလမ်ကြောက်ရွံ့မှုအစ္စလမ်ဘာသာကြောက်ရွံ့မှုပေါ့နော်အစ္စလမ်ဘာသာအစွန်းရောက်တယ်ကြမ်းကြုတ်တယ်အဓိကအဲ့ဒါပဲပါလက်စတိုင်းတွေကပါလက်စတိုင်းသားတွေကအစ္စလမ်လူမျိုးဖြစ်နေလို့ဟိုဗါလဲမွတ်စလင်ဘာသာကိုးကွယ်နေလို့မထောက်ခံတာအဓိကအဲ့ဒါတခုရှိအဲ့ဒါငါဘောတာတယောက်လဲဟိုပြောဖူးပါတယ်ရှေးဝေးတွေးစရာမလိုတဲ့ဒီပါလက်စတိုင်းသားတွေကမွတ်စလင်ဖြစ်နေလို့အဲ့ဒါပဲအဲ့ဒါကကျွန်တော်တို့နိုင်ငံမှာလည်းအေးအဲ့ဒါပြောဟိုအနောက်တိုင်းမှာအမေရိကန်ဥဆောင်တဲ့ War on Terror ဆိုတော့ဒီဟိုအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့တိုက်ပွဲစစ်ပွဲကြောင့်အဓိကဖြစ်လာတာအဲ့ဒီအာဥပမာ2001เนาะ2001အီရတ်စစ်ပွဲနောက်ပိုင်းအပြီးမှာပဲအရင်တော့ရှိပါတယ်အရင်တော့ဒီအစွန်းရောက်တွေကနည်းပါတယ်အခုအဲ့ဒီအီရတ်ကိုဝင်တိုက်ပြီးနောက်ပိုင်းဒီဆရာဟူစိန်ကိစ္စတွေပြီးတော့ဒီဟို9 စက်တင်ဘာ17ရက်နေ့နော်ဒီဟို World Trade Center ကိုလေယာဉ်နဲ့ဝင်တိုက်တဲ့ကိစ္စတွေဖြစ်ပြီးတော့မှခါရတို့ကမီဒီယာတွေကလုံးဝအခွင့်အရေးရတော့ဒီဘာသာရေးကကြမ်းကြုတ်ပါတယ်ဗါလဲဆိုတော့မှအဲ့နဲ့ဟိုအစ္စလမ်တွေနဲ့တခါမှလည်းတူတူနေဖူးတဲ့လူတွေလည်းမဟုတ်တဲ့လူတွေတခါမှသူတို့အကြောင်းလည်းမသိတဲ့လူတွေက TV မှာမီဒီယာတွေပြောတာကိုကြည့်ပြီးတော့မှချင်းချင်းဒီဘာသာရေးကတော့ဟုတ်တယ်ဆိုးလွန်းလို့ကြမ်းကြုတ်လွန်းတယ်ဒါကြောင့်ငါတို့ရဲ့စစ်ပွဲကတရားတယ်ငါတို့ဒီကောင်တွေအမြင့်ဖြော့မယ်အဲ့လိုမျိုးအမြင်ဖြစ်သွားအဲ့ဒါနဲ့ထားဘရောနည်းနည်းရေးလိုက်မယ်အရှိရေးလိုက်လို့ရှိရင်မြန်မာနိုင်ငံမှာလည်းအရင်ကတည်းကတော့ကလားပေါ်မှာအထီးကေုံကရှိခဲ့ဖူးတယ်အဲ့ဒီတော့ဘာသာရေးကိစ္စထက်ဟိုစီးပွားရေးကိစ္စကြောင့်အခုနောက်ပိုင်းဟို2000ရိုဟင်ဂျာရေးခင်းဖြစ်တော့ဘာသာရေးကိစ္စကလုံးဝကိုအမြင့်တွယ်သွားပြီအဲ့ဒီကတည်းကအာဟိုအစ္စလမ်မုန်းတီးရေးအစ္စလမ်ကြောက်ရွံ့ရေးတွေကအာအမြင့်တဲသွားအဲ့ဒါကြောင့်လည်းအခုမြန်မာပြည်မှာကဒီပါလက်စတိုင်းရေးနဲ့ပတ်သက်လာလို့ရှိရင်လေမထောက်ခံကြတာပြီးတော့အစ္စရေးကိုတော်တော်လေးဟိုအထုထိပ်ထားကြတာလေဟိုအကြောင်းပြချက်တစ်ခုဖြစ်တယ်တစ်ဖက်မှာတော့ထားပါတော့မြန်မာနိုင်ငံနဲ့မြန်မာစစ်တပ်နဲ့အစ္စရေးနဲ့ကအရင်ကတည်းကဥနုလက်ထက်ကတည်းကတော်တော်လေးကိုရင်းနှီးတဲ့ဆက်ဆံရေးအထူးသဖြင့်စစ်ဘက်ဆက်ဆံရေးရှိခဲ့တော့အဲ့ဒါလည်းဟိုနောက်ခံသမားတစ်ခုလို့ပြောလို့ရတယ်
အမျိုးမွတ်စလင်တွေကအခုမွတ်စလင်တွေဟုတ်ပြီပါလက်စတိုင်းသားတွေကဒီဖိနှိပ်မှုကိုပြန်ပြီးတော့မှတုံ့ပြန်တော့ဟိုငါပြောတယ်လေကွာဒီဘာသာရေးဆိုတာကကွာဟိုဖိနှိပ်ခံတဲ့လူတွေအနေနဲ့ကသူတို့မှာဒီလက်မှီတဲ့ဟာလေးတစ်ခုပဲကြံဘာသာရေးပဲကြံတော်တော်များများမရှိတော့တဲ့အခါကျတော့ဥပမာပါလက်စတိုင်းလူမျိုးတွေဆိုလို့ရှိရင်အထူးသဖြင့်ဂါဇာ West Bank ဆိုလို့ရှိရင်လွတ်လပ်စွာလွတ်လပ်မသွားလာနိုင်ဘူးတစ်ချိန်လုံးဟိုစစ်ဆေးဂိတ်တွေဖြတ်ကျော်နေရတယ်ဟိုတစ်ချိန်လုံးဟိုတစ်ခုခုလုပ်ဖို့ဆိုလို့ရှိရင် ဟိုစာရွက်စာတမ်းတွေရှာရဒီစာရွက်စာတမ်းတွေရှာရနဲ့အဲ့လိုမျိုးဥပဒေအကုန်လုံးကဒီအုပ်ချုပ်ထားတဲ့ဂျူးဘော်တော့အစ္စရေးတွေရဲ့လက်ထက်မှာပဲရှိနေအဲ့ဒီအချိန်မှာတော့တခုခုတုံ့ပြန်တယ်ဆိုလို့ရှိရင်ဘာသာရေးပဲကြံတယ်လေဘာသာရေးပဲကြံတော့ဒီအနောက်တိုင်းမီဒီယာတွေကလည်းဘယ်လိုပြောမလဲအခွင့်ကောင်းယူလို့ရတော့ကွာဟာဒီမှာကြည့်ပါဦးဒီလိုလုံနေတဲ့ကောင်တွေကသူတို့ဗလီသွားတက်ကြတယ်လို့ပြောဆိုတာဒါဆိုရင်ဘာသာရေးနဲ့ နာမည်တက်လိုက်လို့ရတယ်အဲဟိုဒီဒီဘာသာကိုးကွယ်တဲ့လူတွေကကြမ်းကြုတ်တဲ့လူတွေအစွန်းရောက်သမားတွေဆိုပြီးတော့မှနာမည်တက်ပြီးတော့မှသူတို့ရဲ့လွတ်မြောက်ရေးကြိုးပမ်းမှုကိုဟိုနှိမ့်ချတာဖိနှိပ်ထားတယ်တဘောပေါက်ဘာပေါ့အရင်ဆောင်းဟုတ်ကဲ့အရင်အပိုင်းတော့ပြောသားသလိုပဲอืมပေါ့ဒီလူတွေကတော့ဖိနှိပ်ခံနေရတဲ့လူတွေအတွက်ဒါဘာသာရေးကလည်း drop out တစ်ခုတော့ဖြစ်လာတာပဲဒီဟုတ်တယ်မဟုတ်လားအဲ့ဒါဒါပေမဲ့ဟိုဟိုအဲပြောသားရေဘောအကြောင်းငါပြောသားတော့အများကြီးပဲပေါ့နော်အဲဒါပေမဲ့ကျွန်တော်အဲ့ဒီမှာနည်းနည်းလေးဖြည့်ပြောချင်တာကတော့ဒီ9/11လိုမျိုးပေါ့နော်အကြမ်းဖက်တိုက်ခိုက်မှုတို့ဒီ World Trade Center ကိုတိုက်တာနောက်အဲ့ဒါရဲ့အကျိုးဆက်အကြမ်းဖက်မှုအပေါ်စစ်တိုက်တာတို့ဘာလို့တကယ်တမ်းကျတော့ဟိုသမိုင်းရအခြေကြီးဒါပေမဲ့ဒီအဓိကကတော့ဘာဖြစ်တာလဲဆိုတော့ဒီ Islamic War လို့ခေါ်တာပေါ့နော်သူတို့ခေါ်တာဒီလိုမွတ်စလင်ကဘာမတိုးတက်တာတော့မဟုတ်ဘူးလို့မှသူကတစ်ချိန်တော့တအားတိုးတက်တယ်အေးဟိုသမိုင်းကြီးရှိတယ်ဒီရှေးဟောင်း Greek ဒီလူအဖွဲ့အစည်းပေါ့နော် civilization ပြိုပွဲလူမှုယဉ်ကျေးမှုအဖွဲ့အစည်းပြိုပွဲသွားတဲ့အချိန်မှာကျတော့ဒီပလေတိုတို့အရစ်စတိုတယ်တို့နော်ဒီ Greek အတွေ့အခေါ်တွေကိုတကယ်ဘယ်သူတွေကထိမ့်သိမ်းခဲ့ရလဲဆိုတော့အဲ့အစ္စလမ်တွေကမွတ်စလင်တွေကထိမ့်သိမ်းခဲ့တာအဲကြောင့်သူတို့ခေါ်တာရှိပါတယ် Islamic Golden Age လို့ခေါ်တာပေါ့နော်อืมอืมအစ္စလမ်ဒီအောက်မှာဒီလိုမျိုးသူတို့ဟိုတိတ်မမညာတွေတိုးတက်တယ်ပြီးပထမဆုံးဒီတောင်ပန်တက်ပြီးတော့ပြန်နိုင်တဲ့လူကလည်းအဲ့လိုမွတ်စလင်ပဲဟိုဟာအများကြီးသူတို့လုံနိုင်တာသူတို့သင်္ချာပညာအတွေ့အခေါ်ပညာဆေးပညာတအားတိုးတက်တာဒါပေမဲ့တစ်ချိန်တည်းမှာသူတို့ကအဲ့လိုဟိုဖះကိုလည်းတအားယုံပြီးတော့ကိုးကွယ်တယ်ဒါကိုကြည့်ချင်းအဖြစ်လည်းဟိုဘာသာရေးနဲ့သိပ္ပံပညာနဲ့ကဟိုသိပြီးတော့တွေးဟာမဖြစ်ဘူးဆိုတာပြောလို့ရတာပေါ့နော်သူတို့အလာကိုပဲဘလောက်ပဲယုံသူတို့ရဲ့သိပ္ပံအယူအဆတွေကိုလည်းအဲ့လိုဒါအနှောက်အယှက်မပေးဘူးဒါခရိယန်အနေနဲ့ကွာတာပေါ့နော်ခရိယန်တွေကျတော့ဖះကိုယုံရင်သိပ္ပံလုပ်လို့မရဘူးလို့ဖြစ်အဲ့လိုရဟိုမွတ်စလင်တွေရဲ့စဉ်းစားပုံကြတော့ဒီသိပ္ပံပညာဆိုတာအလာရဲ့ဖန်ဆင်းမှုကိုပေါ့ကဘာကြီးကအလာရဲ့ဖန်ဆင်းမှုဖြစ်တဲ့တော့ကွာဒီလိုဒါတွေအားလုံးကိုသိနားလည်အောင်လုပ်ရမယ်ကွာဒီမှာဒါအလာရဲ့ဖန်ဆင်းမှုရဲ့ခန္ဓာမှုကိုပိုသိအောင်လုပ်တာကွာသိပ္ပံပညာအဲ့လိုမျိုးဒါတို့ယုံတော့ဒါငါသိတဲ့လောက်ကွာအေးဒါပေမဲ့နောက်ကြတော့ဒီပြောဟိုငါတို့ကျောင်းမှာသင်ရတဲ့ဒီသင်္ချာတွေကိန်းဂဏန်းအခရာသင်္ချာ algebra တို့ပြီးတော့ဟိုနက္ခတ္တရာကြည့်ပြီးတော့ခရီးသွားတာတို့အဲ့ဒီဟာတွေအကုန်လုံးကအဲ့ဒီ golden age မှာ Islamic ရွှေခေတ်မှာတော်တော်လေးထွန်းကားခဲ့တာအဲ့ဒီကနေအစပြုခဲ့တာလို့ပြောတော့ဟိုဥနောက်လွယ်ပြောရင်ကွာငါတို့အခုသုံးတယ်အင်္ဂလိပ်တစ်ကနေ30ပေါ့ဒုတ်တစ်ချောင်းတစ်ဆိုဒုတ်တစ်ချောင်းနှစ်ဆို S ပုံစံအကွေးလေးအဲ့ဒါအဲ့အာရာဘီစာလာတာပဲအာရာဘီတစ်ကနေ30ရေးတဲ့ဒီပဲဟိုဒါပေမဲ့ဘယ်လိုဖြစ်သွားလဲပေါ့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီ crusade စစ်ပွဲတွေဖြစ်တယ်အဓိကကတော့ဟိုအကြောင်းပြတာကတော့ဒီဥရောပတိုက်ခရိယန်တွေကပုပ်ယဟန်မင်းရဲ့စေခိုင်းမှုနဲ့ပေါ့နော်အမိန်ပေးမှုနဲ့သခင်ယေရှုရဲ့မွေးရမြေဖြစ်တဲ့ဂျေရုဆလင်ကိုမွေးရမြေတော့မဟုတ်ပါသေးတယ်သခင်ယေရှုရဲ့ဂျေရုဆလင်ကိုပြန်ပြီးတော့တိုက်ပြီးတော့သိမ်းရမယ်ဆိုပြီးတော့အဲ့လိုမျိုးဒီအဲ့တော့ဒီအပိုင်းတော့ငါတေချာကြီးတော့မကြွအောင်ဒါပေမဲ့ငါယူဆတာကတော့ဘယ်လိုယူဆရလဲအဲ့ကာလာတော့ကအလုတ်လက်မဲ့လေသမားတွေတအားများတယ်ကွာပြီးတော့အဲ့လိုမျိုးခဏခဏရိုးဖြစ်တယ်အဲ့ဗဒေသစ်တွေအနေနဲ့သူတို့လေသမားတွေကိုလည်းဒီလိုရမလဲ distraction ပေါ့နော်အာယုံနှွှဲနေတာလည်းပါတယ်ဟေးငါတို့ယေရှုရဲ့နိုင်ငံကိုပြန်ပြီးတော့သိမ်းရမယ်ဆိုပြီးတော့အများကြီးခေါ်သွားအဲ့တော့ဒီစစ်သားတွေကဥရောပတခွင်ဖြတ်လာပြီးတော့တူရကီဖြစ်လာမယ်ဒီအာနာတိုလီးယားလို့ခေါ်တော့အာနာတိုလီးယားကုန်းတိုက်ကြီးကိုဖြတ်လာပြီးတော့ဒီ
ဂျေရုဆလင်အထိသွားတိုက်ကြတာကွာပြောချင်တာอืมအဲပြီးတော့သူတို့ကဘယ်လို promise ဂရိပေးတဲ့ဆိုတော့မင်းတို့တိုက်လို့နိုင်မင်းတို့လေတွေထွန်ရမယ်ဘာတွေဆိုတော့အဲ့ဒီကငါအဲ့လိုစဉ်းစားမိတာကွာဒါကဟိုစီးပွားရေးအကြောင်းပြချက်ဆိုတာရှိတယ်ကွာတကယ်တမ်းညဒါဘာသာရေးခုတုံးလုပ်ပြီးတော့သူများနိုင်ငံကိုသွားတိုက်တာပဲခရူးစိတ်စစ်ပွဲတွေဇက်တိုက်ဖြစ်ပြီးတဲ့နောက်မှာလည်းဒီဥရောပတိုက်သားတွေကဒီဂျေရုဆလင်ကိုခဏထိမ့်သိမ်းနိုင်ခဲ့တဲ့ကာလတွေတော့ရှိတာပေါ့ဒါပေမဲ့ဒီဟာတွေရဲ့အကျိုးဆက်ကောနောက်ဟိုးအနောက်အရှေ့ဘက်မှာကျတော့ဒီဂျင်ဂစ်ခန်တို့ဘာလို့လဲရှိရကွာဒီမွန်ဂိုတွေကဒီအနောက်ဘက်ကိုနေချဲ့ပြီးတော့တိုက်ခိုက်တာတွေဘာတွေလဲရှိတယ်နောက်အဲ့လိုပလိတ်ယောဂကတော့ဒီဘာတော့မထိဘူးကွာ sorry အဲ့တော့ဒီဟာတွေရဲ့ပေါင်းဟောပေါ့အကြောင်းတရားတွေတိုက်ဆိုင်မှုကြောင့်ဒီအစ္စလာမစ် Golden Age ကပြီးသွားတယ်ပြီးသွားတဲ့အပြင်ဒီဥရောပတိုက်သားတွေကဆွမ်းနာအောင်ကလို့ဒီမွတ်စလင်တွေစီကနေသိမ့်မမညာတွေယူသွားပြီးတော့သူတို့ဒီမှာပြန်တိုးချဲ့ပြန်အသုံးချတယ်အဲအဲ့ဒီအတွက်ဒီဥရောပတိုက်ကသိမ့်မမညာထုံးကားတယ်ဆိုတာဒါတည်ကြတော့မသိရင်လည်းလူဖြူတွေကပဲအလိုလိုအုံနောက်ကောင်းသလိုဖြစ်နေအမှန်တော့မဟုတ်ပါဘူးဒါကဟိုလူသားသမိုင်းကတော့အကုန်ချိတ်ဆက်နေတဲ့အတွက်တယောက်လုတ်ခဲ့တာကိုတယောက်ကလက်ဆင့်ကမ်းပြီးတော့ထပ်တိုးချဲ့တာဟုတ်တယ်မဟုတ်လားအဲ့တော့ဟိုငါတို့တစ်ခါတည်းကြရင်ငါတို့အမြင်မှာမွတ်စလင်တွေကမတိုးတက်ဘူးမီယိုဖလားဆန်တယ်မဟုတ်ပါဘူးသူတို့အခွင့်အရေးပေးနေတယ်သူတို့လည်းဒါတိုးတက်တဲ့လူတွေဖြစ်နိုင်ပါတယ်ဟိုအခုဒီအီရန်အစ္စရေးကိစ္စမှာပဲကြည့်တယ်ကွာမင်းအစ္စရေးကပြစ်တာလူတွေကိုတတ်ခဲ့ထားပြီးတော့ဒုံးကြီးနဲ့တော့ပြစ်တယ်နျူကလ িয়ার သိမ့်မညာရှင်လို့ဘာတွေတော့ပြစ်တာကွာဟာဒီလိုလုပ်ပြီးတော့ဒီလိုဘာသာတရားကောင်းဆောင်ဟိုဘာသာရေးကောင်းဆောင်ဥဆောင်တဲ့နိုင်ငံမှာဒီလိုသိမ့်မညာရှင်တွေကရှိနေရတယ်အဲ့ဒီကနည်းနည်းလေးတော့စဉ်းစားကြည့်တယ်အပြင်မှာသူတွေအနေနဲ့ပြီးတော့ဒါတော့ငါအမြင်အီရန်နိုင်ငံရဲ့ဟိုအခုဒုံးကြီးတွေပြစ်တယ်ဆိုတာလည်းတော်တော်လေးကိုနီးပညာထွန်းကားမှရမှာအဲ့ဒါလေးလုံနိုင်တယ်ကွာဟုတ်တယ်ရှိတယ်လို့မျိုးပြောတာဟုတ်တယ်အဲ့လိုမျိုးပြောချင်တာကွာပြီးတော့နောက်ဒီအကြမ်းဖက်မှုဖြစ်တယ်လို့ဘာလို့ဆိုတာကလည်းဒီနေချိနိုင်ငံတွေကသူတို့ဒီနိုင်ငံတွေသူတို့ပိုင်netတွေကိုလက်လွတ်လိုက်တဲ့အခါမှာပြဿနာဖြစ်အောင်ထားခဲ့တာအဲ့လိုမျိုးရှေးကြတဲ့ဘာသာရေးရှေးရိုးဆွဲတွေကိုထောက်ပံ့ပေးတယ်နော်ရန်တိုက်ပေးခဲ့တယ်ဒါတွေကအပြောရင်အရှိကြီးပဲပြီးတော့ဒီဆာဒမ်ဟူစိန်တို့ဘာလို့ဆိုတာလဲတကယ်တမ်းကျတော့ဟိုဗာလဲဆော်ဒီတထေးတွေကထောက်ထားတဲ့အကြမ်းဖက်သမားတွေပါသူတို့အဲ့လိုဝါဟာဘီလို့ခေါ်တဲ့ဂိုင်းပေါ့ဘာသာရေးမွတ်စလင်ကဂိုင်းနေဖြစ်အောင်ဝါဟာဘီဂိုင်းကကောင်းတယ်သူဆော်ဒီကပတ်စံပေးပြီးတိုက်တယ်ပြီးတော့အမေရိကန်ကဘယ်နိုင်ငံတွေသွားကျူးကျော်လဲအီရတ်တို့အာဖဂန်နစ္စတန်တို့ဘာမှမဆိုင်တဲ့နိုင်ငံတွေသွားကျူးကျော်တော့ဘာမှမဟုတ်ဘူးသူတို့အရင်အမြင့်လိုချင်တော့အကြောင်းပြတယ်လို့တော့ဖြစ်နေပြီးတော့ဟိုအဲအကြောင်းအချို့ကပြောတာကွာ9/11ဆိုတာဟိုအစိုးရရဲ့ plan ပဲကွာဟိုအစီအစဉ်ပဲဆိုရဒီတိုက်ခိုက်မှုဖြစ်အောင်တမင်ပေးလုပ်လိုက်တယ်ပေါ့ကွာဟိုကောင်တွေလေမြန်ခိုးနေရအသိရသားနဲ့အဲ့တော့ဒီအခုခေတ်အစ္စလာမိုဖိုးဘီးယားခေတ်အစ္စလာမ်ကြောင်းယုံရေးကအဲ့ဒီကနေစတာအဓိကစတာလို့ပြောရတယ်အုံမြင့်အဲ့ဒါကနေဟိုတမိုင်းကြောင်းရတယ်တော့အုံမြင့်ချသွားတယ်လို့ပြောပေမဲ့လုံးဝတကယ်ဟိုဒီခေတ်မျိုးဆက်ထဲမှာမြင့်တွေ့တော့တာကအဲ့9/11တို့အာဖဂန်ကိုကျူးကျော်တာတို့အီရတ်ကိုဘုံကျဲတာတို့ဘာလို့အဲ့ကနေစလိုက်တာအဲ့ဒါနဲ့ငါတို့မှနောက်တစ်ခုကကျတော့ရှင်းမိနစ်တော့ပဲကျန်တယ်ငါအချိန်သိမ့်မြဒီမိနစ်တော့အခုပြောနေတဲ့တပိုင်းပြောပြီးတော့မှနောက်ထပ်တပိုင်းကိုနောက်ဆက်ပြောလို့ရတယ်နောက်ပိုင်းလောက်လာโอเคအဲ့တော့ငါနည်းနည်းဆက်ပြောလိုက်အောင်ပြောအဲ့တော့အခုအချိန်လေးသိမ့်မြတော့ပြောချင်တာကကျွန်တော်တို့တော့ဒီပါလက်စတိုင်းလူမျိုးတွေရဲ့ဖိနှိပ်မှုနဲ့မြန်မာနိုင်ငံလူတွေဖိနှိပ်မှုနဲ့နှိုင်းယှဉ်ကြည့်လိုက်ဖိနှိပ်မှုအဲဖိနှိပ်မှုခံရတဲ့အကြောင်းတရားတွေတူတယ်ဟိုလွတ်လပ်စွာကျွန်တော်တို့တွာလာခွင့်မရှိတာတို့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိတာစီးပွားရေးအခွင့်အရေးတွေမရှိတာပြီးတော့ဟိုဆင်းရဲနွမ်းပါနေတာပါဥပမာအစ္စရေးမှာဆိုလို့ရှိရင်အာဒီအစ္စရေးလူမျိုးတွေအဓိကနေထိုင်နေတဲ့မြို့နဲ့ဟိုပါလက်စတိုင်းလူမျိုးတွေနေထိုင်နေတဲ့နေရာနဲ့နှိုင်းယှဉ်ကြည့်လိုက်လို့ရှိရင်တော်တော်လေးကွာပါလက်စတိုင်းဒေသတွေကြတော့ဘယ်လိုမျိုးပဲ NGO တွေနဲ့လည်းပတ်နေရတယ်တော့ဘီဖာကဟိုထောက်ပံ့ကြေးတွေနဲ့စီးပွားရေးထူထောင်မှုအားနေအချိတ်ဆက်လည်းအားနေဘာလို့လဲဆိုတော့ဟိုအစ္စရေးကလည်းအကုန်လုံးပိတ်ထားတာဥပမာ West Bank ဆိုလို့ရှိရင်ဟိုဂါဇာလို့ပြောလို့ဆိုရှင် West Bank ပြောတော့ဆိုရှင်အုပ်နိုင်ငံတွေအကြီးတွေထောင်ထားတာဟိုတက်တက်မဲ့လူတွေမသွားအောင်တက်တက်မဲ့လူမျိုးလူတွေခြံခတ်ထားအဲကျွန်တော်နိုင်ငံကျတော့မြန်မာနိုင်ငံကျတော့အကြီးကြီးဆိုတော့အဲ့လိုလုပ်လို့မရပါနဲ့အရင်ကတည်းကအဲ့လိုမျိုးဟိုဖိနှိပ်မှုဆန်တဲ့လုပ်ရက်တွေကရှိခဲ့တယ်ဟိုစစ်တပ်ကတိုင်းသားလူမျိုးတွေအပေါ်
အစ္စရေးကပါလက်စတိုင်းတွေဆက်ဆံသလိုပဲဆက်ဆံတာအာစီးပွားရေးအခွင့်အရေးတွေပိတ်ပင်တာဒါမှလူမျိုးကြီးဝါဒကိုအတင်ပြထမ်းတာအဲ့ဒါတွေရှိနောက်ပြီးတော့မတူတာတစ်ခုကမတူတာတစ်ခုကတော့အစ္စရေးနိုင်ငံသားတွေကိုယ်တိုင်ကဒီဟာကိုယုံပြီးတော့ဟိုပို့ပြီးတော့ကျင့်သုံးတာကွာတို့မြန်မာလူမျိုးတော်တော်များတော့ဒီလိုမျိုးအရင်ခံကတော့အဲ့လောက်ကြီးတော့သူတို့တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးအေးတော့နည်းနည်းအေးထောက်ပြအေးအေးနောက်ပြီးတော့ဟုတ်ကဲ့အထူးဖြင့်စစ်တပ်အခုနောက်ပိုင်းเนาะဒီຫນွေဥတော်လည်းဖြစ်ပြီးတော့မှမိရတော်တော်များကဒီမှာစစ်တပ်ကိုတရုတ်ကထောက်ပံ့နေလို့ရုရှားကထောက်ပံ့နေလို့ဆိုပြီးမှဒီရုရှားတရုတ်ဆန့်ကျင်ရေးတွေတအားဟောကြတယ်ဗျာဒီတော်လိုင်းရေးတောင်းဝိုင်းမှာလည်းဒီရုရှားတရုတ်ဆန့်ကျင်ရေးဆိုလေးပြန့်သွားတယ်ဒါတွေပြောဖို့အဓိကမဟုတ်ပါဘူးအဓိကတော့ဟုတ်ပြီရုရှားနဲ့တရုတ်ကစစ်တပ်ကိုဆောက်ခံနေလို့ရုရှားနဲ့တရုတ်ကိုမဆဲရဘူးလို့ပြောတာလည်းမဟုတ်ဘူးဒါတော့တော်မလားဟိုမှာတည့်ရကြီးနေတော့လက်နက်တွေပါလေရောင်းတာတော့ကိုယ့်ဘက်ကကြည့်လို့ရှိရင်တော့ဒါအပြစ်ပြောလို့ရတယ်ဗျာသူတို့ဘက်ကကြည့်လို့ရှိရင်တော့ထားမှာတော့ဒါဝယ်တဲ့လူရှိလို့ရောင်းဒီရုရှားနဲ့တရုတ်ရဲ့လက်နက်ရောင်းတဲ့ဟာကနော်ဒီစစ်ဘက်ဆက်ဆံရေးကဒီစစ်တပ်နဲ့အစ္စရေးရှိတဲ့လက်နက်စစ်ဘက်ဆက်ဆံရေးနဲ့နှိုင်းယှဉ်လိုက်ဘယ်တော့မှမရှိဘူးဟိုမှာကအစ္စရေးကဒီစစ်တပ်ကိုကြတော့ကြနနဟိုလက်ကျင်ရေးတွေအများကြီးပေးခဲ့တယ်ဘယ်လိုမျိုးတချို့လုပ်ငန်းတွေလုပ်ရမယ်ဘယ်လိုမျိုးဖောက်ထွင်းရေးလုပ်ငန်းတွေလုပ်ရမလဲအဲ့လိုမျိုးတွေအများကြီး တို့မင်းအောင်လိုင်းတော့ပါပဲအေးအရင်တော့ဆိုရှင်ဟိုတချို့အမ် source တွေမှာဆိုလို့ရှိရင်เนาะဒီ Mossad Israel ရဲ့အမ်ထောက်လှမ်းရေး Mossad ကဒီမြန်မာနိုင်ငံရဲ့ DSA မှာလာပြီးတော့မှတင်တန်းနေပေးတာပြီးလို့ရှိရင် DSA ကကျောင်းသားတွေက Israel မှာသွားပြီးတော့မှ Israel စစ်လေ့ကျင့်ရေးဌာနတွေမှာတင်တန်းတက်တာတွေအဲ့ဒါတွေရှိတယ်ဒါပေမဲ့ဒီကိစ္စတွေကအရင်ရှုပ်ဝက်လွန်းတော့ဟိုရှားလေ့လာတော့နည်းနည်းခက်ခဲတယ်ကိုနည်းနည်းဟိုအပိုင်းအစတွေအကုန်လုံးရှာပြီးတော့မှလာချိတ်ဆက် ပြီးတော့မှပဲနည်းနည်းဟိုသုံးအဲသုံးသက်ချက်တွေအဲချနိုင်ရောက်အဓိကပြောချင်တာကဟိုအခုကဘက်ယူခိုင်းတာလည်းမဟုတ်ဘူးเนาะဘာသာထောက်ခံပါအစ္စရေးထောက်ခံပါအဲ့လိုမျိုးဘက်ယူခိုင်းတာလည်းမဟုတ်ဘူးအဓိကဒီဖြစ်နေတဲ့အခြေအနေတွေနဲ့ကြည့်ပြီးတော့မေးခွန်းထုတ်လိုက်ဖို့ပဲဥပမာလူတော်တော်များကဟာဂျူးလူမျိုးတွေအတိုက်ခံခံနေရလို့ပြန်ချတာပါအစ္စရေးလူမျိုးတွေပြန်ချခံနေရလို့ပြန်ချတာပါဆိုတော့ဝါဒဖြန့်ချီတာများတယ်ဒါပေမဲ့ဟိုဒီလိုဝါဒဖြန့်ချီတာကိုကိုယ့်ဘက်ကနေကြည့်လိုက်မဥမာစစ်တပ်ကလည်းအခုအာဗာလဲဟိုတော်လိုင်းရေးတပ်ဖွဲ့တွေကိုပြန်ပြီးတော့ဖိနှိပ်နေတယ်အဲဒါဆိုလို့ရှိရင်အဲ့လိုမျိုးအပြောနဲ့ပြောမယ်ဆိုလို့ရှိရင်စစ်တပ်ကလည်းပေါ့နော်ဒီသူတို့အတိုက်ခံနေရလို့ပြန်ချတာပါဆိုတော့ logic နဲ့ပြန်ကြည့်နေရတယ်လို့ဖြစ်လိုက်ရှင်လို့ရတယ်သဘောပေါက်လားမသိဘူးအဲဒါကြောင့်ဟုတ်ပါတယ်ဟုတ်ပါဟိုကိုယ့်နိုင်ငံမှာဗျာကိုယ့်နိုင်ငံမှာဖိနှိပ်ခံနေရတဲ့အကြောင်းအရာတွေရှိပြီလားဘာကြောင့်ဟိုတော်လှန်ရေးတွေဟိုလက်နက်ကင်တိုက်ပွဲတွေတဲ့မှာလာလွတ်မြောက်ရေးကြိုးပမ်းမှုတွေဖြစ်ပေါ်လာရတယ်ဆိုတော့ကိုယ့်နိုင်ငံမှာကိုယ်ကအတိဆုံးပဲကိုယ်ကအတိဆုံးကိုယ့်อืมနိုင်ငံမှာကိုယ်အကြောင်းတရားအတိဆုံးဖြစ်တဲ့အတွက်ပါလက်စတိုင်းတမန်သားတွေအနေနဲ့လည်းသူတို့ရဲ့လွတ်မြောက်ရေးကြိုးပမ်းမှုဟာမှာဟိုတရားမျှတတဲ့အကြောင်းတရားတစ်ခုခုတော့ရှိမှာပဲလို့စဉ်းစားကြည့်စေချင်တယ်အဲ့လိုမျိုးစဉ်းစားကြည့်လိုက်လို့ရှိရင်โอเคသူတို့ကဘာကြောင့်တိုက်နေတာလဲဖိနှိပ်မှုတစ်ခုခုရှိနေလို့လားဒါမှမဟုတ်လို့ရှိရင်တစ်ခုခုကအနိုင်ကျင့်နေလို့လားကျူးကျော်မှုတစ်ခုခုရှိနေလို့လားဆိုတဲ့အမေကိုယ်နဲ့ထုတ်လာနိုင်အဲ့လိုမျိုးထုတ်လာနိုင်တဲ့အချိန်ကျတော့မှโอเคသူတို့တိုက်နေတာကတရားမျှတတဲ့အာစစ်ပွဲဖြစ်တယ်တရားမျှတတဲ့တော်လှန်ရေးကြိုးပမ်းမှုတော်လှန်ရေးအလှုပ်ရှားမှုကြီးဖြစ်တယ်အဲ့လိုမျိုးတွေတွေးလာနိုင်လို့ရှိရင်ဖိနှိပ်ခံတဲ့အချင်းကြမှာလည်းဟိုပူတူရက်တီလာနိုင်တယ်ကွာအဲ့လိုမျိုးပြောချင်တာဟို3 မိနစ်လောက်တော့ကျန်နောက်ဟိုနောက်တစ်ပိုင်းပြန်ဖွင့်လိုက်ပါဒီနေ့ပြောမဟုတ်ဒါပြီးရင်နောက်တစ်ပိုင်းကနောက်တစ်ရက်လောက်ဖွင့်ငါဥမာနောက်ထပ် call တစ်ခုရှိလို့အာအေးမဟုတ်ဘူးကွာဆွမ်းတော်ငါရဲဘော်ကြောင့်ငါနဲ့ပြောတော့တာနဲ့ဆက်ဆက်ပြီးတော့ပြောရရင်တော့ဒီအဖိနှိပ်ကိုကပြဿနာတစ်ခုကိုကြည့်မယ်ဆိုရင်ဘယ်သူကအဖိနှိပ်ခံနေရလဲဆိုကြည့်ရအဖိနှိပ်ခံပြောတဲ့စကားကိုနားထောင်မှမှန်ပါဖိနှိပ်ပြောတဲ့ဘက်ကနေကြည့်ရင်ကိုယ့်ရဲ့အဲ့လိုသုံးသက်ချက်တွေကမှားမယ်အဲ့တော့ဆွမ်းတော်ကအရှိမပြောရလို့ဆိုတော့ကျွန်တော်တို့ဒီမှာလို့အစ္စလမ်ကြောက်တဲ့ယောဂါဖြစ်တယ်အစ္စလမ်ကြောက်တဲ့ယောဂါကလည်းဒီဆွမ်းတော်ကလို့ Bush ကအမေရိကန်ကသွားပြီးတော့တိုက်မှဖြစ်တာမဟုတ်ဘူးဒီနောက်တစ်ခါဘယ်မှာထပ်ဖြစ်သေးလဲဆိုတော့ဒီအာရတ်ຫນွေဦးဆိုတဲ့ကာလဖြစ်တာအမှန်ကလည်းအဲ့ဒါလည်းဒီအနောက်တိုင်းကဝင်ပြီးတော့ရှုပ်တာတွေလည်းပါတယ်ဒါပေမဲ့အဲ့ဒါပြောရင်လည်းကြာနေမှာဆိုလို့အဲ့တော့ဒီအာရတ်ຫນွေဦးဖြစ်တဲ့အခါမှာအာရတ်တွေနိုင်ငံတွေကပြက်ပြီးတော့အဲ့ရဒုက္ခတွေတွေကဥရောပတိုက်ကိုထွက်ပြေးလာအဲ့ဒီအခါမှာဥရောပတိုက်သားတွေကလည်းဒီလို
ဟောအပြင်လူဝင်လာတော့လည်းတည်ရမှာတို့ရိုဟင်ဂျာကိစ္စလိုပဲဒါလူမျိုးရေးပြဿနာဖြစ်တာပေါ့ဒါပေမဲ့ဒီပြဿနာတွေကတကယ်ကြတော့အာဒတ်တွေအနေနဲ့ကြည့်ရင်လည်းနှစ်ဖက်ဘယ်ဟာရွေးနာမဲ့ဟာမျိုးဖြစ်နေဥပမာကိုကအဖြူရင်းနဲ့တိတ်အောင်ပေါင်းရင်လည်းဒီကောင်တို့လည်းဝင်မှုကြိုးစားနေတာအဖြူရင်းလည်းမဝင်မဲနဲ့သူတို့အုပ်စုပြင်းနဲ့သူတို့နေနေတယ်ဒီကောင်တွေတစ်ခုခုကြံနေတယ်အများအားအပြောခံရတဲ့အဖြစ်မျိုးဖြစ်နေကွာသူတို့ဒီမှာအဲ့တော့ဒီဟာကြောင့်အစ္စလမ်ကြောက်တဲ့ပြဿနာတော်တော်ရှင်းရမယ်ကိစ္စပဲတို့နိုင်ငံမှာမဟုတ်ဒီနောက်နိုင်ငံတွေမှာတော်တော်ဆိုးနေတဲ့ကိစ္စပေါ့နော်အဲ့တော့အမှတွေ့ရအောင်အပြစ်တင်တော့ဒီမိမတွေခေါင်းမီးခြုံထားတဲ့သူဖိနှိမ်ခံနေရတာပဲဗါတဲ့လာတာပေါ့ပြီးတော့ခဏကဖိနှိမ်သူနဲ့ဖိနှိမ်ခံကိုသုံးတတ်တဲ့နေရာမှာဥပမာကအစ္စရေးဘက်ကနေကြည့်အစ္စရေးကပြောမှာဒီအကြံဖက်ဟာမတ်အကြံဖက်သမားတွေကအီရန်တို့လက်ဘနွန်တို့အထောက်ပံ့ထားတယ်ဆီးရီးယားတို့အထောက်ပံ့ထားတယ်ဟုတ်ပြီဟာမတ်တွေကအစ္စရေးတွေကိုဘယ်လောက်ချနေလဲခဏအရှိမပြောတော့တာတွေပြန်ကြည့်ကြည့်ကွာအစ္စရေးတွေပါလက်စတိုင်းတွေကိုလုံနေတာအဆမတန်ပုံများတယ်အဲ့တော့ဘသူ့ကိုဖိနှိပ်နေတာပို့ပြီးတော့မှန်မဟုတ်လားကိုကဖိလို့ကြွလာလို့တော့ပြောလို့ရတယ်ပြီးတော့ခဏကသဘောနဲ့ပြောရဲဆိုရင်လည်းအီရန်တို့ဘာတို့ကဟာမတ်ကိုထောက်တာတော့အစ္စရေးကလည်းအမေရိကန်တို့ဂျာမနီတို့ပြင်သစ်တို့ကထောက်ထားတာပဲအဲ့လိုပြန်ပြောလို့မရဘူးလားအဲ့လိုမျိုးတွေတော့ရှိရပါဘူးဒါလည်းငါအမြန်ပြောနေရတော့နည်းနည်းလေးတော့အခက်ဒီတော့တို့ထုတ်ပြီးလို့နားထောင်တဲ့လူတွေကလည်းတဲ့မှာနောက်ဒီပြောစရာအများကြီးအဲကြောင့်နားထောင်တဲ့လူတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့အများကြီးထပ်ပြီးတော့နားထောင်ဖို့စိတ်အထက်တန်ကြမယ်လို့ထင်တယ်ကျွန်တော်တို့လည်းအခုအချိန်မရတော့နည်းနည်းလောနေတဲ့အတွက်လာမဲ့အပိုင်းကိုဆက်ပြီးတော့မှစောင့်ပြီးတော့မှကြည့်ကြပါလို့ပြောချင်ပါတယ်ဟုတ်ပါဒီဘိုင်းတော့ဒီလောက်ပါပဲလောလောဆယ်တော့ဗျ